အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Story Channel ရနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ OB လို့ခေါ်ပါတယ်ဒီဖြစ်ရက်ကကျွန်တော်အသက်12နှစ်လောက်ရှိတဲ့အချိန်ကဖြစ်ခဲ့တာပါကျွန်တော်အကြီးမားဆုံးမိသားစုကနေအနည်းငယ်အဝေးရှိတဲ့မြို့တစ်မြို့မှာနေထိုင်ခဲ့ပါတယ်ကျွန်တော်တို့မိသားစုကအဲ့ဒီမြို့ကိုတစ်နှစ်မှာ2ကြိမ်သာသွားကြပါတယ်နေရာသည်နဲ့ဒီဘဝါလီပဲရှိပါတယ်အဖိုးကြီးမှာအိမ်ကြီးတစ်လုံးရှိပြီးအိမ်ကြီးရင်းတဲကပန်းချံနာမှာဟောင်းနှမ်းပြီးလူမရှိတဲ့ဟာဝေလီအိမ်ကြီးတစ်လုံးရှိပါတယ်အဲ့ဒီအိမ်ကိုလူတွေကမကောင်းတဲ့နေရာလို့ထင်ကြပြီးအမြဲတည်သွားတဲ့ငှက်တွေတွေ့ရတတ်ပါတယ်တခါတလေမှာအိမ်ကြီးရင်းတယောက်ရဲ့ကြောင်ကိုပါအဲ့ဒီအိမ်ထဲမှာတည်သွားတာကိုတွေ့ရပါတယ်အိမ်ရဲ့မြေနီထက်ရဲ့ဂိတ်မှာကာတုစတေကာတွေကတ်ထားပြီးမျက်ရည်ထွက်နေသလိုပဲတွေ့ရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဝမ်းခွဲ၄ယောက်ကစိတ်ဝင်စားပြီးအဲ့ဒီအိမ်ကိုတွားကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အကြီးဆုံးအကို2ယောက်ကအရင်ဝင်ပြီးဟော်ကီတော်ကီနဲ့အခြေအနေကိုပြန်ပြောမယ်ဆိုပြီးတော့အစီအစဉ်ချခဲ့ကြပါတယ်10မိနစ်လောက်အကြာမှာဟော်ကီတော်ကီကနေအဆင်ပြေပြီးလင်းလင်းလားဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်ကျွန်တော်တို့မီးအိမ်နဲ့ဟော်ကီတော်ကီကိုယူပြီးအိမ်ထဲကိုသွားခဲ့ကြပါတယ်အပေါ်တက်ကနေအကိုတို့အတန်ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်နဲ့ညီလေးစိတ်မကောင်းဖြစ်ပြီးတော့မသွားတော့ဘူးအိမ်ပြန်မယ်လို့အော်ပြောခဲ့ကြပါတယ်အိမ်ပြန်ရောက်တော့အန်ဟောစီယာကအကို2ယောက်ဟာသူ့ဘာပေါ်မှာရေခဲမုတ်တွေစားနေပြီးအိမ်ထဲကနေမထွက်ခဲ့ကြဘူးဆိုတာပါသူတို့ကဟာဝေလီကိုမသွားဘူးလို့ပြောခဲ့ကြပြီးဟော်ကီတော်ကီကိုပါမယူခဲ့ကြတာလို့သိလိုက်ရတဲ့အချိန်မှာကျွန်တော်တို့တအားကြောက်သွားခဲ့ပါတယ်မမေကိုပြောလိုက်တဲ့အခါမမေကလည်းကြောက်သွားပြီးတော့အဲ့ဒီအိမ်ရဲ့အကြောင်းကိုပြောပြပေးခဲ့ပါတယ်အဲ့ဒီမှာမိသားစု4ယောက်နေထိုင်ခဲ့ပြီးမိမကကလေးဆောင်ရုံလုပ်ဖို့ကာတို့စတေကာလေးကတ်ထားတာဖြစ်ပါတယ်မိသားစုကမြို့ကြီးကိုပြောင်းသွားချိန်မှာရေမတော်စားပြစ်ပြီးတော့မိသူများအသက်မရှင်ခဲ့ကြပါဘူးအဲ့ဒီအချိန်ကတည်းကကျွန်တော်တို့ကြောက်မှတ်ပြီးတော့တပတ်အတွင်းအဖြစ်ပြက်အသေးစားတွေကြုံခဲ့ရပါတယ်ကျွန်တော်စပိန်ပရိမတော်တဆပြက်ပြီးတော့မှောက်သွားခဲ့ပါတယ်လက်ထဲမှာလည်းအနာရခဲ့ပါသေးတယ်နောက်ပိုင်းမှာအဖွားကကျွန်တော်တို့ကိုဖះเจ้าကိုခေါ်သွားပြီးတော့ဆူတောင်းပေးခဲ့တာကြောင့်အဆိုးဆုံးမဖြစ်တော့ပါဘူးဒါပေမဲ့အခုတော့အဲ့ဒီအိမ်သားကိုဖျက်သွားလိုက်အဲ့ဒီနေအပေါ်တက်ကိုတက်ခဲ့ရင်ဘာဖြစ်မလဲဆိုတဲ့စိတ်ထဲကမမေ့နိုင်ပါဘူးအဖေကအသက်16နှစ်အရွယ်မှာအမေရိကန်အိုင်အိုရာရှိခြံတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ်သူတာဝန်ကတောထဲထိပြေးထွက်သွားရတဲ့မြင်းတွေကိုဖမ်းတာပါအဖေကကောင်းကင်တမန်ဆိုတဲ့မြင်းကိုအမြဲအသုံးပြုပြီးအလုပ်လုပ်ခဲ့ပါတယ်တခါတလေအဖေကဟောင်းနှမ်းပြီးစွန့်ပစ်ထားတဲ့တဲနာကိုဖျက်သွားရတဲ့အခါကောင်းကင်တမန်ကတအားကြောက်ပြီးတော့ညည်းညူတက်တာကြောင့်အဖေကလည်းကြောက်မိခဲ့ပါတယ်နောက်ပိုင်းမှာအဖေကအဲ့ဒီဒေသကိုတီးတဲ့လူတစ်ယောက်ကိုတွေ့ပြီးအဲ့ဒီအိမ်အကြောင်းကိုမေးခဲ့ရပါတယ်သူကတကယ်ကိုသိကျင်တာလားလို့ပြောပြီးတော့1900ခုနှစ်လောက်ကအဲ့ဒီမှာဘီးဆိုတဲ့လူတစ်ယောက်နေခဲ့တာကိုပြောခဲ့ပါတယ်ဘီးကလူတွေတဲကနေအဝေးထွက်ပြီးတော့တောထဲမှာအိမ်တစ်လုံးကိုတိဆောက်ပြီးနေခဲ့သူဖြစ်ပါတယ်နေရာဒီတိုင်းမှာမြို့ကိုဆန်သွားယူပြီးပြန်လာတဲ့သူလည်းဖြစ်တယ်တနေ့မှာဘီးမြို့ကိုမလာတဲ့အခါလူတွေကစိုးရင်ပြီးအာနာပိုင်တွေကိုပို့ခဲ့ကြပါတယ်အိမ်ထဲကိုဝင်သွားတဲ့အခါဘီးရဲ့သေပြီးပုတ်သွားတဲ့အလောင်းကိုတွေ့ခဲ့ကြရပါတယ်သူ့လက်ထဲမှာတမြောင်တစ်လက်ကိုကင်ထားပြီးတော့ကိုတော့တနက်ဖြင့်တတ်ခဲ့တာဖြစ်ပါတယ်သူ့အိမ်ထဲမှာဖျားရှင်ကဲပါကျွန်တော်မျက်မမြင်ဖြစ်သွားပြီဆိုတဲ့စာရဆောင်တွေ့ခဲ့ကြပါတယ်ဘီးကမျက်စိပျောက်သွားပြီးတော့အစာမစားနိုင်တော့တာကြောင့်ဆင်းရဲနေရမယ့်အစားကိုတေဆုံးမှုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အဖေကဒီဇလန်ကိုကြားပြီးတော့အဲဒီအနာကိုဖြတ်သွားတိုင်းတစုံတစ်ယောက်ကသူ့ကိုကြည့်နေသလိုမျိုးခံစားရတတ်တယ်လို့ပြောခဲ့ပါတယ်